Lava? ဒီကြောက်လေးကို190နဲ့ဝယ်ရပဲဒီကြောက်လေးဗျကြောက်လေးကဘလို့ပုံလဲခန်းဒီစိမ့်ဝါရေးဗျသူကနန်းတော့ကျွန်တော်တို့တနန်းကြံရဗျဒါကျွန်တော်ပတ်သက်ကြည့်တာပေါ့ဗျာကျွန်တော်ကြောက်လေးတစ်ချက်ပြန်ကြည့်နေဗျခုကျွန်တော်တို့သူပုတ်ထားတဲ့နန်းမှာကကြောက်ကကျွန်တော်မရှင်းဘူးဗျနှစ်ထပ်လေးနဲ့ကြံတာဗျအဲ့ဒီနှစ်ထပ်လေးကိုကျွန်တော်ကဆက်ပုတ်ချင်တာဗျရှင်းရင်တော့ကြောက်ရမှာပေါ့ဗျာမရှင်းရင်တော့ကြောက်ကရှုံးနိုင်တယ်ပေါ့ဗျာဒါကျွန်တော်လည်းတူဒီနှစ်ထပ်လေးကိုပို့ပြီးကြည့်အောင်ပေါ့ဗျာကျွန်တော်ဝယ်တာနဲ့190နဲ့တင်းသွားရဗျကဲကြည့်မယ်ဗျာကြောက်ကကျွန်တော်တို့ကြောက်ကဘလို့ဖြစ်တုံးဆိုကျွန်တော်တို့အစိမ့်ဘက်ကိုလဲရဗျရှင်းရတဲ့နည်းနည်းလိုတယ်စိမ့်ဘက်ကိုလဲရောဗျာဒါကျွန်တော်ဆက်ဖြတ်မှာပါဗျာဒါဒီတောင်းကနေမှကျွန်တော်အနာလေးပါတယ်ဗျာဒီအနာလေးဆက်တူတာပေါ့ဗျာဒီဘူးလေးဘက်ကကြောက်ဝါတယ်ဗျာခုနကကျွန်တော်ပို့လိုက်တဲ့နန်းမှာကြောက်ကစိမ့်ဘက်ကိုလဲသွားတာဗျာဒါကကျွန်တော်ခါးနေမှာအနာပါတာကျွန်တော်ခါးအနာပါတော့ဖယ်လိုက်တာပေါ့ဗျာကဲကြည့်ကြည့်အောင်ဒီခါးပေါက်မှာလည်းကြောက်ကဘလို့ဖြစ်တော့ဆိုဒီကျွန်တော်အသေးလေးဘက်မှာဝါဒီဘက်မှာနည်းနည်းစိမ့်သွားတာဗျကျွန်တော်အပွင့်ယူမဲ့ဘက်မှာကြောက်ကစိမ့်လိုင်းဖြစ်သွားတာဗျဒါတော့ကျွန်တော်ဒါခွန်ဆက်လေးပေါ့ဗျာဒါခွန်ဆက်လေးပုတ်တာပေါ့ခွန်စလေးပို့လိုက်တော့ကြောက်ကကျွန်တော်တို့ပြောမယ်ဆိုရင်တော့အရေးခဲတယ်ပြောမှာပါဗျာအမှကျွန်တော်ကြတော့ဇိမ်းလိုင်းမကြိုက်တော့じゃသိမကြိုက်ဘူးဗျဒါကျွန်တော်တို့အနက်ဖက်လေးပို့တာပေါ့ကြောက်ကဒီကြောက်ရဲ့အရေးသားနဲ့ဝိုင်းတော်တော်လေးကိုတန်ပါဗျဒါကျွန်တော်ဘယ်ဘက်ကခေါင်းထိုင်ရမလဲကြောက်ကိုကြည့်တာဗျဒါနဲ့ကျွန်တော်တို့အနာနဲ့ဗျဒါအနာလေးတန်းတန်းပုတ်တာပေါ့ဗျာဒီနာနန်းပုတ်လိုက်တော့ကြောက်ပါကျွန်တော်တို့ရှင်းတော့ရှင်းနေပြီသူကအနက်တူလေးဝင်လာဗျဒါကကျွန်တော်ဖင်ရနေမှာအသားလျှော်တာပေါ့ဗျာအဲ့လိုကွာလေးပေါ့အနက်ထက်အသားလေးလျှော်တာပေါ့ဗျာခုနေထားတိုင်းမှာကျွန်တော်ကြောက်ကဘယ်ဘက်ကခေါင်းတရမလဲဒါကျွန်တော်ကြည့်နေတာဗျဒါကကျွန်တော်အခွန်စားလေးပို့တာပေါ့ဗျာကြောက်ကကျွန်တော်ထင်တော့ဖြစ်မလာဘူးဗျာကျွန်တော်အရွယ်လေးကိုနှစ်ကလခွဲ3ကလလောက်တွက်ထားတာခုနေထားတိုင်းတော့မရနိုင်ဘူးဗျအထဲမှာကျွန်တော်တို့ထပ်နာလေးပါသေးရပဲကြောက်ကခုကျွန်တော်ကြည့်နေအနေထားမှာထပ်နာလေးပါနာဗျဒါကျွန်တော်တို့အခွန်စားဆောင်လေးဖယ်တာပါဗျာဒီအခွန်စားဆောင်လေးဖယ်ပြီးတော့ကျွန်တော်ကအဲ့ဟိုဘက်ကနေမှအပြားဘက်ကနေမှခေါင်းလိုချင်လို့ဗျဒါဆိုခေါင်းရုပ်လေးပေါ်လာပြီဗျဘာလို့လဲဟိုဘက်ကမောက်တဲ့ဘက်ကတဲမယ်ဆိုရင်ကြောက်ကအနာပါလို့ဗျဒါနဲ့ကျွန်တော်တို့ထိတ်ကအခွန်စလေးတိုးတာပေါ့ဗျာဒါကျွန်တော်တို့ကြောက်ခေါင်းထိုင်ရတော့မှာဗျကျွန်တော်ဒီပြားတဲ့ဗလီကနေမှထိုင်ပါဗျတော့ကျွန်တော်တို့မောက်တဲ့ဗလီမှာအနာလေးပါနေလို့ဗျဒါကြောင့်ကျွန်တော်ပြားတဲ့ဗလီထိုင်အချိန်မှာကျွန်တော်ဒါဆောင်းလေးချိုးတော့မောက်ကုံတက်အောင်လို့ဗျကြောက်ပဲကျွန်တော်တို့ပုံလောက်အောင်လို့မောက်ကုံတက်အောင်လို့ဗျဒါမှကြောက်ကကျွန်တော်မဝဘူးရမစိမ့်လိုင်းဖြစ်သွားတာဗျဒီစိမ့်လိုင်းဖြစ်သွားတဲ့အနေထားမှာဒါလေးကိုကျွန်တော်အယောင်သွားတင်ခိုင်းပါဗျကြောက်ကဝိုင်းတော်တော်လေးတန်ပါဗျကျွန်တော်ကကြတော့စိမ့်လိုင်းကိုကြာတိတ်မကြိုက်ဘူးအာယုံနဲ့တိတ်မရှိဘူးဗျဒီအယောင်တင်ပြီးတဲ့အနေထားကဒီကြောက်လေးကိုတိုက်ခိုင်းလိုက်တော့380နဲ့ပေးတယ်ဗျနောက်တစ်ယောက်က100ပေးတယ်ဗျအဲ့ဒီအနေထားတိုင်းမှာကျွန်တော်ကမယောင်းနိုင်တာနဲ့ဒီကြောက်လေးကိုတွေးလိုက်တာဗျဒီတွေးလိုက်တဲ့အနေထားမှာကြောက်လေးတက်ကလက်လောက်တော့ကျန်တယ်ဗျပထမကတိုက်ရှင်တော့100ပေးတယ်ဗျအဲ့မှာနောက်ပိုင်းကျတော့10ပိုင်းပဲပေးရတယ်ကျွန်တော်65သိန်းနဲ့ပဲရောင်းလိုက်တာဗျဒါလေးကိုကြည့်ကြအောင်အားလုံးပညာရကြမှာထင်ပါတယ်ဗျဒီကြောက်လေးရှုံးပါတယ်အားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ခင်ဗျာ